ရင်သွေးလေးကိုစောင့်မျှော်နေတဲ့မိခင်လောင်းတို့ရေကိုဝင်ဆောင်စင်မဲ့တဲ့အိမ်မက်တွေဟာကလေးရဲ့ကျန်းမာရေးနဲ့ကြားမခွဲခြားမှုကိုနမိတ်ပြနေတတ်တယ်ဆိုတာသိပါသလားရှင်။သားယောက်ျားလေးရမယ့်နမိတ်များကောင်းကင်ယံမှာပြန်တန်းနေတဲ့လင်းယုံငှက်တစ်တီးဥပမာရွှေဖယုံသီးသို့မဟုတ်တရက်သီးအကယ်၍သင်ဟာအိမ်မက်ထဲမှာလင်းယုံငှက်ကြားသို့မဟုတ်ငကားလိုတတဝါကြီးတွေကိုမြင်မဲ့ရင်ဒါဟာသားယောက်ျားလေးရမယ့်နမိတ်ပါနောက်ပြီးရွှေဖယုံသီးသို့မဟုတ်အတီးကြီးကြီးတွေကိုခူးဆွတ်ရတယ်လို့မဲ့ရင်လဲခွန်အားဗလာကောင်းတဲ့သားရတနာထွန်းကားတတ်ပါတယ်။သမီးမင်းကလေးရမယ့်နမိတ်များလှပတဲ့ပန်းကင်းကြီးရောင်စုံလိပ်ပြလေးတွေသို့မဟုတ်လက်ဝတ်ရတနာများလှပတဲ့ပန်းကင်းကြီးတွေရောက်နေတာလိပ်ပြလေးတွေဝိုင်းနေတာဒါမှမဟုတ်ရွှေလက်စွပ်ရွှေနာကက်လိုလက်ဝတ်ရတနာတွေရရှိတယ်လို့အိမ်မက်မဲ့ရင်တော့ချစ်စရာကောင်းတဲ့သမီးရတနာလေးရမယ်နမိတ်ပါပဲကံကောင်းစေမဲ့အိမ်မက်များလားပြည့်ဝင်ကြီးသို့မဟုတ်ကြည်လင်တဲ့ရေကန်ကြီးတကယ်လို့လားပြည့်ဝင်ကြီးကိုငေးကြည့်နေရတာဒါမှမဟုတ်ကြည်လင်တဲ့ရေကန်ထဲမှာရေကူးနေရတယ်လို့မှတ်ရင်တော့တင့်ရင်သွေးလေးဟာထူးချွန်ထက်မြက်ပြီးကံကောင်းမဲ့ကလေးဖြစ်လာမှာပါမိတ်ဆွေတို့ကဘလို့အိမ်မက်မျိုးတွေမဖူးလဲရှင့်ကွန်မန့်မှာဝေမျှပေးခဲ့ပါဦးနော်